တနေ့ဘာရှာရမှမသိဘူးဆိုပြီးတော့တွေးပြီးတော့စိတ်ညစ်နေပြီလားဒါဆိုရင်တော့ခရမ်းသီးနဲ့လေးချက်စားကြည့်ကြနော်အခုကောက်လေးကဟင်းချက်ဝီတို့တွေမျှဝေပေးတဲ့အကောင့်လေးဖြစ်တဲ့အတွက်ကြောင့်ဖော်လို့လေးလုပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်ဗျဒီုံဆုံးကျွန်တော်တို့ခရမ်းသီးတွေလေးထားပြီးတော့အရေးလေးစိတ်ထားပေးမယ်နော်ပြီးရင်ဂျင်းချက်သွင်းဖြူချက်သွင်းလေးရောထောင်းထားတဲ့ဟာကိုစီရင်တက်ပေးရပါမယ်ကျွန်တော်ကတော့အရသာတော့ကတော့စားဟင်းညမဟုတ်တုံးထားတယ်ပေါ့နော်တကယ်ကျွန်တော်ကတော့ဟင်းညမမကြိုက်တဲ့လူဆိုရင်တော့ဟင်းခတ်မှုကိုပြောင်းပြီးတော့တုံးလို့ရပါတယ်ဗျရန်သီးတွေကိုအရသာတွေစိတ်ဝင်သွားပြီဆိုတော့ရှင်မှာကျွန်တော်တို့ဆွမ်းနာတော့ကစုံစည်းလေးပြန်ထည့်မှာပေါ့နော်ပြီးရင်ဖုန်းလေးခဏပြန်အုပ်ထားပြီးတော့10မိနစ်လောက်ဖုန်းလေးအုပ်ထားရပါပြီနေတော့လေးဖြစ်ပြီဆိုလည်းငုတ်ကလေးထည့်မှာပေါ့နော်ပြီးရင်မကြီးမရေလေးထည့်ပြီးတော့ဖုံးလေးအုပ်ထားပေးရပါမယ်ဒါဆိုရင်တော့အရန်ရတာရှိတဲ့ခရမ်းသီးနဲ့လေးရပါပြီဗျဗီဒီယိုလေးကိုဆုံးထိလိုက်ကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ရှိပါတယ်ဗျာ